Happy New Year ညမှာတော့ Blue Jewel အပါအဝင် Rafi Nico နဲ့ Piro နဲ့ငှက်တွေအားလုံးပျော်ရွှင်စွာကခုန်သီးဆိုနေကြပါတယ်။ Blue နဲ့ Jewel ရဲ့ကလေး၃ကောင်ကိုတော့ခွေး Blue Lewis ကထိန်းပေးထားတာမလို့ Blue နဲ့ Jewel လည်းလူပြိုအပြိုလောက်ကကဲနေခဲ့ကြပါတယ်။အဲအချိန်ကလေးတွေကိုထိန်းပေးနေတဲ့ဆိုတဲ့ Lewis ရောက်လာလို့ Blue တို့လည်းသူတို့ကလေးတွေကိုဘယ်သူနဲ့ထားခဲ့တာလဲဆိုပြီးမေးရပါတယ်။ Lewis ကကလေးထိန်းတာမှာအရန်တော်တဲ့တိုင်နီနဲ့ထားခဲ့တာဖြစ်ကြောင်းပြောလာတော့ Blue တို့လည်းလန့်သွားပါတယ်။တစ်ခါမှာတော့ကလေးထိန်းတိုင်နီကကလေးတွေထထောင်အကောင်သေးနေတာမလို့ကလေးတွေမွေးတာခံနေရချိန် Blue တို့ရောက်လာကအချိန်မီတားလိုက်နိုင်ပါတယ်။ Blue ကတော့သူတို့မိသားစုကကဘာပေါ်မှာတစ်ခုတည်းရှိတဲ့ရှားပါဆုံးမျိုးစိတ်ဖြစ်တာမလို့လုံလုံခြုံခြုံနေပြီးအန္တရာယ်ရှိနိုင်တဲ့အရာတွေကိုမလုပ်ဖို့သူသားသမီးတွေကိုပြောနေပါတယ်။အဲချိန်သူကိုယ်တိုင်ကတော့မိကိုတက်လိုက်တာကနေမတော်တဆအမိကိုမိဆွဲသွားကရောက်ရက်တွေခတ်သွားပါတယ်။တိုင်းကြီးကိုချီထားတဲ့မီရှူမီပန်းကိုလည်းမိကထပ်ဆွဲသွားပါတယ်။အဲ့လိုမီရှူမီပန်းနဲ့တိုင်းကြီးရောပါတော့မဲ့အချိန် Blue ကတိုင်းကြီးကိုကဲလိုက်ပေမဲ့သူကချီမီသွားပြီးမီရှူမီပန်းနဲ့အတူBlue တယောက်မိုးပေါ်ကိုပါသွားကပောက်သွားပါတော့တယ်။ Blue လည်းစုပ်ပြတ်တက်သွားပြီးအချိန်ကိုက်ပဲ Happy New Year အချိန်ရောက်လာတာကြောင့်ပေါက်လာတဲ့မီရှူမီပန်းတွေကို Blue တို့မိသားစုကပျော်ရွှင်စွာထိုင်ကြည့်နေလိုက်ကြပါတယ်။တပတ်မှာတော့လင်နာနဲ့သူမရဲ့ခင်မွန်တူလီယိုတို့ဟာအမေဇုံတောအုပ်ထဲကိုရောက်နေကြပြီးစူးစမ်းလေးလာနေကြကခရီးနေခဲ့ပါတယ်။ပြီးတော့ဒန်ယာကနေပြန်တက်တာသွားတဲ့ကြက်ကလေးတစ်ကောင်ကိုလည်းပြန်လွှတ်ပေးခဲ့ကကြက်ကလေးကမသွားသေးပဲတူလီယိုတို့ကိုတခုခုပြောဖို့ကြိုးစားနေပါတယ်။တူလီယိုတို့ကတော့ကြက်ကလေးဘာပြောလဲဆိုတာနားမလဲပဲကြက်ကလေးပြောတာကတော့ရှေ့မှာရေတကုံအစုံရှိနေတယ်ဆိုတာကိုတတိပေးတာပါ။ဒါကိုမသိခဲ့တဲ့တူလီယိုတို့လည်းရေတကုံရဲ့အောက်ကိုလှေနဲ့အတူပြုတ်ကျသွားပါတယ်။အဲ့လိုနဲ့ပဲအောက်ရောက်တော့အမှန်မထင်အပြန်အောင်ငှက်တကောင်ကိုတူလီယိုတို့ကတွေ့လိုက်ရပါတယ်။အဲ့ချိန်အပြန်အောင်ငှက်ကတူလီယိုကိုဝင်တိုက်ကပြန်ထွက်သွားပြီးသူ့အတောင်ကတော့ကြကြံခဲ့ပါတယ်။တူလီယိုကငှက်မွေးကိုစမ်းသက်ကြည့်လိုက်တော့ Blue နဲ့မျိုးစိတ်တူနေမှန်တီးသွားခဲ့ကနှစ်ယောက်သားဝမ်းသာပျော်ရွှင်သွားပါတယ်။အဲ့နောက်လင်နာနဲ့တူလီယိုတို့ဟာအမေတုံတောနယ်ထဲမှာရှားပါ Blue မကောတွေရှိနေနိုင်တယ်ဆိုတဲ့သတင်းကိုရုပ်မြင်သံကြားကနေကြေညာခဲ့ပါတယ်။ဒီသတင်းကိုကြားတော့ဂျူဝဲဟာသူတို့မျိုးနယ်စုတွေတေဆုံးပြီလို့ယူဆထားရကနေအမေဇုံကိုတွားရောက်ရှာဖွေဖို့အတွက်ဆရာထက်ဆန်သွားပါတယ်။ Blue ကတော့စွန်စားခန်းနေတဲ့အိမ်မှာပဲနေခြင်းပေမဲ့ဂျူဝဲရဲ့တိုက်တွန်းမှုကြောင့်ပဲလိုက်ပါဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲအချိန်လူတယောက်ကလည်းလင်နာနဲ့တူလီယိုရဲ့သတင်းကိုကြည့်နေခဲ့ပြီးဒေါသထွက်သွားက TV ကိုရိုက်ခွဲပြလိုက်ပါတယ်။ပြီးတော့အဲ့လူကဒီကိစ္စကိုငါကိုယ်တိုင်ရှင်းမရတော့မယ်ဆိုပြီးပါပြောခဲ့ပါတယ်။ရာဖဲကလည်းသူ့မိမခွင့်ပြုချက်ရလို့ဒူးတို့နဲ့ဒူလိုက်မှဖြစ်ကနီကိုနဲ့ပီတိုကလည်းသူတို့ရဲ့ကာနီဗယ်ရှိုးဝဲအတွက်ရှာပါပါမီရှင်တွေကိုရှာဖွေဖို့လိုက်ပါခဲ့ကြပါတယ်။အဲ့လိုနဲ့ပဲငှက်တွေအားလုံးလည်းအမေဇုံတောအုပ်ကြီးစီကိုချီတက်ခဲ့ကြပြီးမပြန်နိုင်တဲ့ Lewis ကတော့ကြံနေခဲ့ရပါတယ်။ Blue တို့လည်းတနေရာပြီးတနေရာကိုဖျက်တမ်းပြန်တန်းရင်အလွဲပေါင်းစုံတွေဖြစ်ကခီးနေကြပါတယ်။တစ်ဖက်မှာတော့နိုင်ဂျယ်တယောက်တေးချင်းတရားဆိုတဲ့အဓိပ္ပာယ်ကိုအစိပ်ဖားမာလေးဘက်ကီနဲ့အတူဆွေးနေနေရင်သူ့အလုပ်ချိန်ရောက်လာပါတယ်။နိုင်ဂျယ်ရဲ့အလုပ်ကတော့ဈေးထဲမှာဘေဒင်ဟောပေးရတဲ့ငှက်အဖြစ်လုံနေရတာဖြစ်ကအဲ့လိုဘေဒင်ဟောနေတဲ့အချိန်ဘလူးတို့အုပ်စုဖြစ်ပြန်သွားတာကိုနိုင်ဂျယ်ကတွေ့လိုက်ပါတယ်။ဘလူးကြောင့်သူ့အတောင်တွေကိုဆုံးရှုံးခဲ့ရပြီးမပြန်နိုင်တော့တဲ့အထိဖြစ်သွားရတဲ့အတိတ်ကိုနိုင်ဂျယ်လည်းပြန်သေးရသွားကလက်စားချီခြင်းစိတ်တွေတဖွာဖွာပေါ်လာပါတယ်။အဲ့နောက်သူ့ကိုအနိုင်ကျင့်ပြီးခိုင်းစားနေတဲ့လူကိုပြန်ဆုံးမလိုက်ကပြက်စားကောင်ကြီးကိုစီးပြီးအစိပ်ဖားဘက်ကီကိုပါခေါ်ကဘလူးတို့ရဲ့အနောက်ကိုလိုက်ပါတော့တယ်။ဘလူးတို့ကတင်မော်တစည်းပေါ်မှာနားကိုလိုက်ပြီးတညတာကိုဖျက်တမ်းဖို့လုပ်ကြပါတယ်။တင်မော်ပေါ်ကိုလည်းနိုင်ဂျယ်တို့ကလိုက်ပါလာပြီးညဘက်ကျရင်ဘလူးတို့ကိုလှုပ်ကြံဖို့နိုင်ဂျယ်ကကြံစီနေပါတယ်။ညဘက်ကျတော့နိုင်ဂျယ်တယောက်အိမ်မောကျနေပြီးအစိပ်ဖားမာလီဘက်ကီကတော့နိုင်ဂျယ်ကိုတပတ်သက်ကြိုက်နေကတစိမ့်စိမ့်ကြည့်နေပါတယ်။အဲအချိန်နိုင်ဂျယ်နိုးလာပြီးဘလူးတို့ကိုလှုပ်ကြံမဲ့အစီအစဉ်စပါတယ်။ဘလူးတို့ကိုတော့အစိပ်ဖားမာလီဘက်ကီရဲ့အစိမ့်နဲ့တတ်မှဖြစ်ကဘက်ကီကသူ့အစိမ့်နဲ့စတင်ပြီးဘလူးကိုတက်ဖို့လှုပ်တော့နိုင်ဂျယ်ကတားလိုက်ပါတယ်။ဘလူးကိုတော့သူကိုယ်တိုင်လှုပ်ကြံမှာမလို့နင်းကအခြားသူတွေကိုပဲကိစ္စတုံးလိုက်ဆိုပြီးဘက်ကီကိုနိုင်ဂျယ်ကပြောလိုက်ပါတယ်။အဲ့လိုနဲ့ပဲနိုင်ဂျယ်ကသူ့ရဲ့ချုံများတဲ့လက်သေးတွေနဲ့ဘလူးကိုလှုပ်ကြံဖို့လုပ်ပါတယ်။အဲ့ချိန်သူနဲ့အတူပါလာတဲ့ပြဲစားကောင်ကြီးကမှွေလိုက်လို့တင်မောဘော်ကအချက်ပေးကလုတ်ကြီးထားမိလာပြီးတင်မောဘော်ကလူတွေအားလုံးလည်းနိုးလာပါတယ်။လူတစ်ယောက်ကနိုင်ဂျယ်တို့ကိုရိုက်ထုတ်ပစ်လိုက်တာကြောင့်နိုင်ဂျယ်လိုလည်းတင်မောအောက်ကိုပြုတ်ကျသွားပါတယ်။ဘလူးတို့အုပ်စုလည်းစူးညံတန်တွေကြောင့်အိပ်ပျော်နေရကနေနိုးလာခဲ့ပါတယ်။အဲ့လိုနဲ့မနက်မှာတော့ဘလူးတို့အုပ်စုလဲတင်မော့ဘော်ကနေထောက်ခါပြီးအမေဇုံတောအုပ်စီကိုဆက်ချီတက်ထောက်ခါကြပါတယ်ဘလူးတို့ရဲ့အနောက်ကိုလည်းနိုင်ဂျယ်တို့ကထပ်မံလိုက်ခဲ့ပြန်ပါတယ်တစ်ဖက်မှာတော့ TV ကတူလီယိုတို့သတင်းကိုကြားပြီးဒေါသထွက်သွားတဲ့သူကအမေဇုံတောအုပ်ထဲကတစ်တွေကိုခုတ်ကတရားမဝင်တစ်ခိုးထုတ်နေတဲ့ပေးပေါ့ဆိုတဲ့တစ်မောက်ကိုသမားတူဖြစ်ပါတယ်ပေးပေါ့ကသူတစ်ခိုးခုတ်နေတာကိုတူလီယိုတို့မြင်သွားမှစိုးတာကြောင့်တူလီယိုတို့ကိုအပြတ်ရှင်းပြဖို့သူ့တပည့်ဖြစ်သူကိုညွှန်ကြားခဲ့ပါတယ်တစ်ဖက်မှာတော့လင်နာနဲ့တူလီယိုကမကောဒီကိုစတင်ပြီးရှာဖွေနေကြပါတယ်
ဘလူးတို့ရဲ့ဘက်မှာလည်းအမေဇုံတောတဲကိုရောက်ရှိလာပါတယ်ဘလူးကတော့သူ့ရဲ့လူလုပစ္စည်းဖြစ်တဲ့ GPS ကိုသုံးကသူတို့အခုရောက်နေတဲ့နေရာကအမေဇုံတောမှာဟုတ်ရဲ့လားဆိုပြီးစစ်ဆေးနေပြီးအဲ့ချိန်ဂျူဝဲနဲ့သူကလေး3ယောက်အပါအဝင်ရာဖီပီရိုနဲ့နီကိုတို့အားလုံးပျောက်ချင်းမလားပျောက်ကုန်ကြပါတယ်ဘလူးလည်းဂျူဝဲကိုအော်ကရှာနေချိန်သူ့ကိုငှက်တကောင်ကချီကပြန်တန်းသွားပါတယ်ဘလူးလည်းကြောက်လန့်ပြီးအော်နေခဲ့ကအဲ့အတန်ကိုလည်းဘလူးရဲ့အနီးနားမှာရှိနေတဲ့တူလီယိုနဲ့လင်နာတို့ကကြားလိုက်ရပါတယ်ဒါကြောင့်လင်နာနဲ့တူလီယိုတို့လည်းအနောက်ကနေလိုက်ကပြုတ်ကျမလို့တော့ပစ်သွားပြီးဘလူးရဲ့အော်တန်ကိုလည်းမျက်ခြေပြတ်သွားပါတယ်လင်နာကတော့ဘလူးရဲ့အတန်စင်မှန်တိနေခဲ့ပြီးတူလီယိုကတော့မဖြစ်နိုင်ကြောင်းနဲ့ဘလူးတို့ကရီယိုကအိမ်မှာလုံလုံချုံချုံရှိနေမှာပါဆိုပြီးလင်နာကိုပြောခဲ့ပါတယ်ဘလူးရဲ့ဘက်မှာတော့တနေရာကိုခေါ်သွားခံလိုက်ရပြီးသူ့တဲ့အရင်ဂျူဝဲကလေးတွေနဲ့ရာဖီတို့ကရောက်နေပါတယ်မကြခင်မှာပဲနီကိုနဲ့ပီတိုတို့လည်းရောက်လာပါတယ်လူလဲစုံသွားရောဘလူးတို့ကိုသူတို့နဲ့ပုံစံတူတဲ့အပြောင်ငှက်တွေအများကြီးကထွက်လာပြီးရှိုးနေကြပါတယ်အပြောင်ငှက်အုပ်စုရဲ့ခေါင်းဆောင်ဖြစ်တဲ့ငှက်ကြီးကလည်းဘလူးကိုဘာလို့သူတို့စီလာတာလဲဘာညာပြောပြီးဖျဲနေလို့ဂျူဝဲကဘလူးကိုဝင်ကာကွယ်ပေးပါတယ်ငှက်ကြီးနဲ့ဂျူဝဲတို့နှစ်ယောက်သားတေချာကြည့်မိတော့မှပျောက်ဆုံးနေတဲ့အပေနဲ့ပျောက်ဆုံးသွားတဲ့တမီဖြစ်နေမှန်တီးသွားကြကတားဖနှစ်ယောက်သားဖတ်လိုက်ပါတယ်တစ်ခုသမားတွေကြောင့်ဂျူဝဲတို့တားဖနှစ်ယောက်ကွဲသွားခဲ့တာဖြစ်ကအချိန်ကြာကြီးတယောက်တည်းဖြစ်နေတဲ့တမီဖြစ်သူကိုအဖေဖြစ်သူအဲရာတို့ကစိတ်မကောင်းဖြစ်စွာတောင်းပန်တော့ဂျူဝဲကတစ်ချိန်လုံးသူတယောက်တည်းမဟုတ်ပဲသူ့ဘေးနားမှာဘလူးရှိနေခဲ့ကြောင်းပြောပါတယ်ဘလူးလည်းသူ့ရောက်ကတိကိုအမေရိကန်ဆက်ဆံမဲ့လက်ဆွဲနှုတ်ဆက်ဖို့လုပ်တော့ရောက်ကတိကပြန်မနှုတ်ဆက်ပဲတော်ရိုင်းဆက်ဆံမဲ့ဖတ်ခဲ့ပါတယ်ဒါကိုကြည့်နေတဲ့နီကိုနဲ့ပီတိုကတော့အမှုပညာသမားတွေပြီးခံစားရတဲ့နှလုံးသားကိုပိုင်ဆိုင်ထားတာကြောင့်ဂျူဝဲတို့အတွက်ဝမ်းသာပြီးငိုနေခဲ့ပါတယ်။မြေ3ယောက်ဖြစ်တဲ့ကလေယာဘီယာနဲ့တီယာကိုတို့ကိုလည်းအဖိုးဖြစ်သူအဲရာတို့မြင်သွားတော့သူ့အဖိုးဖြစ်ပြီဆိုပြီးဝမ်းသာသွားကသူ့သမီးနဲ့သူ့မြေးတွေသူ့စီပြန်ရောက်လာပြီဆိုပြီးငှက်တွေအားလုံးကိုကြီးညာမောင်းခတ်လိုက်ပါတယ်။အဲ့နောက်အဲရာတို့ကသူတို့မျိုးစိတ်ငှက်တွေအားလုံးလုံးကျော်စွာနေထိုင်လို့ရတဲ့နေရာကိုရှာဖွေခဲ့ပြီးအခုဒီနေရာကိုရှာတွေ့ခဲ့တာဖြစ်ကြောင်းသမီးဖြစ်သူဂျူဝဲကိုပြောပြကလိုက်ပြရင်သူ့သမီးပြန်ရောက်လာကြောင်းအခြားကျန်တဲ့ငှက်တွေကိုပါထပ်ပြောပြနေပါတယ်။အဲ့တဲ့တင်းကိုကြားလိုက်တာကတော့ဂျူဝဲရဲ့အတော်အန်တီမီမီဖြစ်ကဂျူဝဲစီကိုချက်ချင်းရောက်ချလာပါတယ်။ဂျူဝဲလည်းအန်တီမီမီနဲ့ဖက်ကအလွမ်းတဲလိုက်ပြီးအဲ့ချိန်တချင်းဆိုတန်းထွက်ပေါ်လာပါတယ်။တချင်းဆိုတဲ့သူကတော့အတန်လဲကောင်းရုပ်လဲဖြောင်းတဲ့ရောဘတ်တိုဆိုတဲ့ငှက်ဖြစ်ကတကယ်တော့ရောဘတ်တိုကဂျူဝဲနဲ့ငယ်တငယ်ချင်းနေပါ။အဲ့လိုနဲ့ငယ်တငယ်ချင်းနှစ်ယောက်ပြန်တွေ့ရလို့စကားတွေဖောင်ပွက်နေတာကိုဘလူးကကြည့်ပြီးတဝင်းတွေတိုးနေခဲ့ပါတယ်။အဲ့နောက်ဂျူဝဲပြန်ရောက်လာတဲ့အထိမ်းအမှတ်ပြေပါတီပါထက်လုပ်ကြပါတယ်။ပါတီမှာတော့ဂျူဝဲပါဝင်ငှက်တွေအားလုံးပျော်ရွှင်စွာကခုန်တီဆိုနေခဲ့ကြပြီးတောရဲပုံစံနဲ့မကိုက်တဲ့ဘလူးကတော့ကတာတောင်တိုင်ပတ်နေခဲ့ပြီးနောက်ဆုံးတော့လေတယောက်တည်းထိုင်နေလိုက်ရပါတယ်။တစ်ဖက်မှာတော့နိုင်ဂျယ်ကအမေဇုံတောတဲကိုရောက်လာပြီးဘလူးတို့ကိုမြေလန်းရှာနေပါတယ်။ဒါမဲ့ဘလူးတို့ကငှက်တွေဖြစ်လို့နိုင်ဂျယ်လည်းအမြင့်ကိုတက်ပြီးရှာတော့မှဘလူးတို့ရှိနေတဲ့နေရာကိုနိုင်ဂျယ်ကတွေးသွားပါတယ်။နီကိုနဲ့ပေဒရိုကတော့အပြန်အောင်ငှက်တွေရဲ့တက်ကြွတဲ့စိတ်တက်ကိုသဘောကျနေကြပြီးငှက်တွေအားလုံးကိုပွဲတော်ကိုခေါ်သွားခြင်းနေခဲ့ပါတယ်။ဒါကိုကြားသွားတဲ့အဲရာတို့ကလက်မခံပဲသူတို့နေတဲ့နေရာကနေဘဲငတ်ကိုမှအပြင်ကိုခေါ်ခွင့်မရှိဘူးလို့ပြောကဒီကိုစောင်းထားတဲ့ပလင်းဖုံအုတ်တော့ကိုလည်းလူတွေနဲ့တန်းဆိုင်တဲ့ပစ္စည်းတွေကိုယူလာခွင့်မရှိဘူးလို့ပြောကတင်သွားပါတယ်။တစ်ဖက်မှာတော့ဘလူးနဲ့ဂျူဝဲကညအိုက်ဖို့အတိုက်တစ်ခုရှာနေကရောဘတ်တို့ကသူ့အတိုက်မှာလာအိပ်ဖို့ပြောပါတယ်။ဘလူးကတော့လူလို့တယောက်ရဲ့အတိုက်မှာဆိုသူတို့တမိသားစုလုံးနေဖို့မဆန်ဘူးလို့ပြောကညင်းပါတယ်။ဒါမဲ့အတိုက်ကအကြီးကြီးဖြစ်နေတာကြောင့်ဘလူးလည်းဆွန့်အားသွားပါတယ်။ရောဘတ်တို့ကတော့ဒီအတိုက်ကိုသူ့ကိုယ်တိုင်သူ့ခွန်အားကြော်သားတွေနဲ့အတူစောက်ထားတာဆိုပြီးဂျူဝဲကိုကြွားလုံးထုံနေပါတယ်။ညဘက်မှာတော့ဘလူးတယောက်တောထဲမှာနေထိုင်ရတာအသားမကျဖြစ်နေပါတယ်။ဒါမဲ့လည်းသူမိမဂျူဝဲကသူ့မိသားစုကိုပြန်တွေ့ရလို့ပျော်ရွှင်နေတာကိုကြည့်ပြီးဘလူးလည်းပျော်နေခဲ့ပါတယ်။တစ်ဖက်ကတူလီယိုနဲ့လင်နာရဲ့ဘက်မှာတော့အိပ်ပျော်နေခြင်းအပြင်ကချူးချူးချောချောအတန်ကြားလို့လင်နာလာထကြည့်တော့မြောက်တကောင်ဖြစ်နေပါတယ်။လင်နာလည်းမြောက်ကိုမောင်းလို့လိုက်ပြီးတဲတဲ့ကိုပြန်ဝင်ပါတယ်။မြောက်ကတော့တာမန်မြောက်မဟုတ်ပဲဘေးပေါ်ရဲ့တပည့်ရဲ့မြောက်ဖြစ်ပါတယ်။မနက်ခင်းမှာတော့ဘလူးတယောက်သူ့သားသမီးတွေစတာခံလိုက်ရရင်နောက်ကျမှသာနိုးလာပါတယ်။ရောက်ကတိကတော့နောက်ကျမှနိုးလို့ဘလူးကိုအပြစ်တင်နေခဲ့ကဘလူးကိုတောထဲမှာနေထိုင်တဲ့ပုံစံတွေကိုလိုက်ပြမယ်ဆိုပြီးအဲရိုရာကပြောလာပါတယ်။ယူဝဲကတော့လက်ကန်လိုက်ကကလေးတွေကိုသူထင်းထားမှမလို့အပြေးနဲ့လိုက်သွားဆိုပြီးဘလူးကိုပြောပါတယ်။ဘလူးကလည်းမိမစကားမို့လက်ခံလိုက်ကရောက်ကတိနဲ့ထူလိုက်သွားပါတယ်။တစ်ဖက်မှာတော့နီကိုပီတိုရာဖိုင်နဲ့ဘလူးရဲ့သမီးလေးကလျာတို့၄ယောက်ပေါင်းပြီးကာနီဗယ်ရှိုးဝတ်တဲ့ပင်မဝင်တွေကိုရွေးချယ်ရေးလုပ်နေပါတယ်။ပင်မဝင်တွေကအရေးချင်းရှိပေမဲ့တောက်တလဲတွေလုံနေတာရောအချင်းချင်းပြန်စားနေကြတာတွေကြောင့်မှရွေးချယ်ဘက်ကထင်တယ်လို့မဖြစ်ခဲ့ပါဘူး။တစ်ဖက်မှာတော့ဘလူးကိုရောက်ကလေးကြီးကတောထဲမှာရှို့နေကိုတုံးပြီးဘလို့ရုပ်ပြရမလဲဆိုတာကိုတင်ပေးနေခဲ့ပြီးလူးကလည်းအသေးအံကိုလိုက်လုံနေရပါတယ်။တောထဲမှာຫນွေကျိုးနဲ့ချီမီရေလဲကိုနှုတ်တီကိုပဲတုံးပြီးဘလို့လွတ်အောင်လုပ်ရမလဲဆိုတာပါအဲရာဒိုကဘလူးကိုတင်ပေးပါတယ်။အဲ့နောက်ကျန်တာတွေကိုလည်းထပ်တင်ပေးပေမဲ့ဘလူးကတော့တိတ်မတက်ပါဘူး။တင်ပြီးလို့ခဏနားချင်းအဲရာဒိုကသူတို့အတွက်အရေးကြီးတဲ့ဘရာဇီးတကြားပင်နေအကြောင်းကိုဘလူးကိုပြောပြပေမဲ့ဘလူးကတော့ခိုးအိမ်နေပါတယ်။
အဲ့ချိန်သူတို့စီကိုအနီအောင်မကောတွေရောက်လာကလာဆပါတယ်။အဲရာတို့ကတော့ငါတို့ပိုင်နယ်တဲကိုမကျူးကျော်နဲ့ဆိုပြီးတတိပေးလာပါတယ်။အပြန်အောင်မကောမျိုးစိတ်နဲ့အနီအောင်မကောမျိုးစိတ်တို့ကဗရာဇီးတေချာပင်တွေကိုတဝက်စီခွဲယူကနယ်မြေပိုင်းခြားထားပြီးတိတ်လဲမတည့်ကြပါဘူး။အနီအောင်မကောတွေပြန်သွားချိန်အောက်ကအတန်ကြားလို့ကြည့်တော့တစ်ခုသမားတွေရောက်နေတာကိုအဲရာတို့နဲ့ဘလူးတို့မြင်လိုက်ရပါတယ်။ဘလူးကသူ့ကိုမွေးထားတဲ့လင်းနာကိုတွားရှာတင်ကြောင်ပြောလာတော့မှအဲရာတို့လည်းဘလူးကိုအိမ်မွေးလိမ့်ဆန်မှန်တည်သွားပါတယ်။အဲရာတို့ကလူတွေကိုမုန်းတာကြောင့်လူတွေနဲ့ခက်ကင်းကင်းနေဖို့ဘလူးကိုပြောလာခဲ့ပြီးဘလူးကတော့လက်မခံချင်ပေမဲ့လက်ခံလိုက်ပါတယ်။တစ်ပတ်မှာတော့လင်နာတို့ကမကောဒီကိုရှာနေရင်တစ်ခုန်နေကြတဲ့တစ်ခုသမားတွေကိုတွေ့သွားပါတယ်။လင်နာလည်းတရားမဝင်တစ်ခုန်နေတာကိုတီးသွားလို့သွားပြေးပါတယ်။အဲ့ချိန်ပေးပေါ်ရဲ့တပည့်ပါရောက်လာလို့တူလီယိုလည်းသူတို့အနေရရှိသွားမှန်းသိလို့မလိမ့်တပတ်ပြောကထွက်ပြေးဖို့လှုပ်ချိန်တစ်ခုသမားကတူလီယိုရဲ့ခါးကကျိုးကိုတက်နေထားပါတယ်။တူလီယိုလည်းလင်နာကိုထွက်ပြေးဖို့ပြောလိုက်ပြီးသူကတော့တစ်ခုသမားတွေလက်ထဲမှာကျန်ခဲ့ပါတယ်။လင်နာလည်းထွက်ပြေးနေရပြီးတစ်ခုသမားနှစ်ယောက်ကလည်းလင်နာရဲ့အနောက်ကိုလိုက်ပါတယ်။ဘလူးရဲ့ဘက်မှာတော့ဂျူဝဲစီပြောင်းလာကဂျူဝဲကဘလို့လဲအပေးနဲ့အဆင်ပြေခဲ့လားဆိုပြီးမိပါတယ်။အဲရာတို့ကဘလူးကမျိုးပေါ်ကနေထိုင်ပုံနဲ့ပဲအသားကျနေပြီးတောတေးမှာနေထိုင်တဲ့ပုံစံကိုဘတော်မှတက်မြောက်မဲ့သူမဟုတ်ဘူးဆိုပြီးဘလူးကိုခနဲ့ကပြောဆိုလိုက်ပါတယ်။အဲရာတို့ရဲ့စကားကြောင့်ဘလူးလည်းဒေါပါသွားပါတယ်။ဒါကြောင့်ဘလူးလည်းသူကိုယ်တိုင်ဘရာဇီးတိကျတီကိုရအောင်ခူးပြီးဂျူဝဲကိုအထင်ကြီးအောင်လုပ်မယ်လို့ဆုံးဖြတ်ပြီးထွက်သွားပါတယ်။အဲ့လိုနဲ့ဘလူးလည်းတိကျတီကိုခူးလို့ပြီးသွားပေမဲ့တိကျတီကအနီရောင်မကောဒီပိုင်းနဲ့အပင်ကအတီးပြည့်နေတာမလို့ပြဿနာတွေတက်သွားပါတယ်။မကောဒီပြဿနာကိုဖြေရှင်းတဲ့ပုံစံကတော့တစ်ဖက်နဲ့တစ်ဖက်ဘလုံးချင်းကန်ကြမှာဖြစ်ကနိုင်တဲ့ဘက်ကတတော်လုံးကတေချာသီးပင်တွေကိုပိုင်းရမှာပါဘလူးလည်းဘလုံးဘက်ကိုသူပါဝင်ကန်ခြင်းကြောင့်ပြောပေမဲ့အဲရာဒိုကလက်မခံပဲဘလူးကိုရေရောင်းတဲ့အလုပ်သားခိုင်းပါတယ်ဘလုံးဘက်ကတော်တော်လေးကိုမြိုင်ဆိုင်ပြီးတစ်ဖက်နဲ့တစ်ဖက်ကိုးတွေအပြန်လန်သွင်းလိုက်အောင်ပွဲတွေခံလိုက်လေးတွေတိုက်လိုက်လုပ်နေကြပါတယ်ဘလူးလည်းဂျူဝဲနဲ့သူသားသမီးတွေရဲ့အထင်ကြီးအားကိုးမှုကိုရကျင်လို့ဝန်ကန်ခြင်းပေမဲ့အခွင့်အရေးမရပဲဖြစ်နေပါတယ်အဲချိန်ငှက်တကောင်ကဒဏ်ရာရသွားလို့နောက်တကောင်ကဝင်ဖို့လက်ဝင်မဲ့ဝင်မဲ့ငှက်ကပါဒဏ်ရာရသွားတာမလို့ဘလူးကကွင်းထဲဝင်ဖို့ဖြစ်လာပါတယ်ဘလူးကွင်းထဲကိုရောက်လာတဲ့အချိန်မှာပဲပွဲကတစ်ဖက်နဲ့တစ်ဖက်3-3နဲ့တည်ကြနေပါတယ်။လူကအောက်ကိုကျတော့မဲ့ဘောလုံးကိုရအောင်ဆဲယူလိုက်ပြီးဘရိုတယောက်လိုစတင်ကစားလိုက်ပြီးတော့တစ်ဖက်ကပြန်ဘက်တယောက်ပြီးတယောက်ကိုလင်ခောက်လိုက်ပါတယ်။ပရိသတ်တွေကလည်းရင်တမမနဲ့ကြည်နေကြပြီးနီးပြကြီးအဲရာဒိုကတော့ဘောလုံးကိုရောဘတ်တိုကိုပေးဖို့လှမ်းပြောနေခဲ့ပေမဲ့ဘလူးကတော့နားမထောင်ပါဘူး။အဲ့လိုနဲ့ဘလူးလည်းတစ်ဖက်ကနောက်တန်းတွေကိုလှလှပါပါလေးကြော်ဖြတ်လိုက်ပြီးတော့ဘောလုံးကိုကန်သွင်းလိုက်ပါတယ်။ဒါမဲ့သူကန်လိုက်တာကကိုသမားစီကိုပဲဖြစ်နေခဲ့ပြီးဂိုးကလည်းတန်းဝင်သွားတာကြောင့်ဘလူးလည်းကိုပြန်သွင်းမိသွားပါတယ်။အဲ့လိုနဲ့ပဲဘလူးရဲ့အုံကိုကြောင့်အနီရောင်မကောတွေနိုင်သွားခဲ့ပြီးတတော်လုံးကတရားတိပင်တွေကိုအနီရောင်မကောတွေကရသွားပါတယ်။အဲရာဒိုကလည်းဘလူးကိုစိတ်ပြတ်သွားကဘလူးကတော့အဲရာဒိုဖြစ်စေခြင်းနဲ့ငှက်ပုံစံမျိုးသူဘတော်မှဖြစ်လာမှာမဟုတ်လို့ရီယိုကအိမ်ကိုပဲပြန်ကြဖို့ဂျူဝဲကိုပြောလာပါတယ်။ဂျူဝဲကတော့ဒီမှာနေရတာသူလည်းပြောသလိုကလေးတွေကလည်းပြောတာကြောင့်ဒါသူတို့ရဲ့အိမ်မဲဆိုပြီးပြန်ပြောပါတယ်။ဘလူးကတော့အိမ်ဆိုတာဂျူဝဲအတွက်တော့မှန်နိုင်ပေမဲ့သူ့အတွက်တော့မှန်ကြောင်းနဲ့သူဒီနေရာနဲ့လက်ရောညီတွေဖြစ်အောင်နေဖို့စူးစမ်းခဲ့ပြီးကူညီဖို့လုပ်ခဲ့တာတော့အပြစ်ပြောခံခဲ့ရတဲ့နေရာကအိမ်မဟုတ်ကြောင်းပြန်ပြောပါတယ်။အဲ့လိုပြောတော့ဂျူဝဲကဘလူးကိုကိုတိုင်ဘာဖြစ်ချင်လဲဆိုတာကိုစဉ်းစားပါဆိုပြီးပြောကထွက်သွားပါတယ်။ဘလူးလည်းသူဖြစ်ချင်တာကမိသားစုနဲ့တူရီယိုကိုပြန်ဖို့ဖြစ်ပေမဲ့ဂျူဝဲနဲ့သားသမီးတွေကိုစိတ်ဆင်းမရဲစေချင်တာမလို့လင်နာကိုသာတန်ရောစင်ဖြတ်ဖို့ဆုံးဖြတ်လိုက်ပြီးလင်နာတို့နေတိုင်းတဲ့နေရာကိုသွားကနှုတ်ဆက်ပါတယ်။အဲ့နေရာမှာလင်နာတို့ကရှိမနေခဲ့ပဲပစ္စည်းတွေကလည်းဖြည့်ဆည်းခံရတာကိုဘလူးမြင်တော့ဘလူးလည်းတန်တရားဝင်သွားပါတယ်။အဲ့ချိန်ရောဘတ်တိုရောက်လာပြီးဘလူးကိုတစ်ခုသမားတွေနဲ့ပူးပေါင်းတယ်ဆိုပြီးလာဆူဆွဲပါတယ်။ဘလူးလည်းရှင်းပြဖို့လှုပ်ချိန်တစ်ခုကားကြီးကရောဘတ်တိုရဲ့ရှိကိုရောက်လာပြီးတက်ကြိတ်တော့မယ်ဆဲဆဲမှာပဲဘလူးကကဲလိုက်ပါတယ်။ရောဘတ်တိုကယူးကြောင်ဖြစ်နေတာမလို့ဘလူးကပါရိုက်ခဲ့လိုက်ပြီးဒီကိစ္စကိုအဲရာဒိုကိုတွားပြောဖို့နဲ့သူကဒီမှာလင်နာဒိုကိုရှာပြီးကြည်ရှင်းထားလိုက်မယ်ဆိုပြီးပြောလိုက်ပါတယ်ဘလူးလည်းလင်နာဒိုကိုလိုက်ရှာရင်တစ်ပင်မှာကျိုးချီခံထားရတဲ့လင်နာနဲ့တူလီယိုကိုတွေ့သွားပါတယ်လင်နာလည်းအမေဆုံးတောတဲ့ထိရောက်နေတဲ့ဘလူးကိုအန်းတင်းနေခဲ့ကဘလူးကကျိုးကိုဖြတ်ပြီးလှုပ်ပေးလိုက်ပါတယ်အဲ့နောက်ဘလူးလည်းတစ်ခုကားကြီးရဲ့အနောက်ကိုဆက်လိုက်ကလင်နာတို့ကလည်းနောက်ကလိုက်ပါတယ်။မကြခင်မှာပဲတစ်ခုသမားတွေရဲ့လက်ချက်ကြောင့်တစ်ပင်တော်တော်များများခုတ်လဲခံထားရတာကိုဘလူးကမြင်လိုက်ပါတယ်။တစ်ဖက်မှာတော့ရောဘတ်တိုကအဲရာဒိုစီပြန်ရောက်လာကအကြောင်းစုံပြပတ်လိုက်ပြီးဘလူးကသူတို့ကိုကူညီဖို့ကြိုးစားနေကြောင်းမှပြောပါတယ်။အဲရာဒိုကတော့ငှက်တွေအားလုံးကိုဘေးကင်းနဲ့အခြားအတိုက်စီပြောင်းကြဖို့ဆော်လိုက်ပါတယ်။ဂျူဝဲကတော့ဘလူးကသူမရဲ့ခင်မုန်းဖြစ်ပြီးမိသားစုဝင်လည်းဖြစ်လို့ဘလူးမပါပဲဘယ်ကိုမှမသွားနိုင်ဘူးဆိုပြီးအဲရာဒိုကိုပြောနေချိန်ဘလူးတယောက်ရောက်ချလာပါတယ်။ဘလူးကသူကဒီမှာအတော်ဆုံးငှက်တော့မဟုတ်ပေမဲ့လူတွေအကြောင်းတော့သူသိတယ်။အဲရာဒိုကလည်းငှက်တွေအကြောင်းသိတာမလို့ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီးဒီနေရာကိုကာဝယ်ကြမယ်ဆိုပြီးပြောလာပါတယ်။ပြီးတော့သူနဲ့အတူဘသူတွေပါခြင်းလဲဆိုပြီးပါဘလူးကထပ်မိခဲ့ပါတယ်။တစ်ဖက်မှာလည်းလင်နာနဲ့ဒူလီယိုကတစ်ပင်တွေကိုခိုးလဲဖို့လှုပ်နေတဲ့ကားကြီးတွေရဲ့ရှေ့မှာရက်ပြီးစက်မလုပ်ဖို့တားနေပါတယ်။ကားကြီးတွေကလင်နာတို့ကိုဝန်တိုက်ခံနေမှာပဲရက်သွားခဲ့ပြီးကားတွေကတစ်ခုသမားတွေကလင်နာတို့ရဲ့အနောက်ကိုကြည့်နေကြပါတယ်။လင်နာတို့လည်းလှည့်ကြည့်တော့အနောက်ကတစ်ပင်တွေပေါ်မှာဘလူးနဲ့ဂျူဝဲအပါဝင်အပန်းအောင်မကောငှက်တွေအားလုံးရောက်နေကြတာဖြစ်နေပါတယ်။
အန်နီယာကို baseball လဲရောက်လာပြီးတစ်ပင်သူကိုစက်ခုပ်ဖို့တစ်ခုတ်သမားတွေကိုပြောပါတယ်။အဲရာဒိုကလည်းထူးဆန်းစွာနဲ့ပဲငှက်ဒီအားလုံးကိုဘာလို့ရမယ်ဆိုတာအမိန့်ပေးဖို့တာဝန်ကိုဘလူးကိုပေးပါတယ်။ဘလူးလည်းငှက်ဒီအားလုံးကိုစောကတစ်ခုတ်သမားတွေကိုတစ်မခုတ်နိုင်အောင်လို့စတင်နှောက်ယှက်ပါတယ်။အမေဆုံးတော့တဲ့ကအခြားတလေးဆန်တွေကလည်းတစ်ခုတ်သမားတွေကိုနှောက်ယှက်တာမှာပါဝင်အားဖြည့်လာကြပါတယ်။အနီရောင်မကောငှက်ဒီအားလုံးကလည်းရောက်လာပြီးပါဝင်အားဖြည့်တာကြောင့်အပေအောင်ငှက်အနီရောင်ငှက်ဆိုတာတွေမရှိတော့ပဲအားလုံးစီးလုံးတွားကြကတစ်ခုတ်သမားတွေကိုဝိုင်းစော်ပါတော့တယ်။အဲ့လိုစောနေတစ်ချက်မှာတော့အဲရာဒိုတယောက်ကရင်းကားနဲ့တိုက်မိကအောက်ကိုကျသွားပါတယ်။ကရင်းကားကအဲရာဒိုကိုအနေနဲ့ပြုတ်ဖို့လှုပ်ချိန်လီနာကတစ်ဖက်ကနေကားကြီးကြီးကိုမောင်းကကာဝယ်ပေးပါတယ်။အဲရာဒိုကိုလည်းဒူလီယိုကခေါ်လိုက်ပြီးပြန်မနိုင်အောင်လုပ်ပေးခဲ့ပါတယ်။ကရင်းကားနဲ့လင်နာရဲ့တိုက်ပွဲမှာတော့လင်နာကအနိုင်ရသွားပြီးလင်နာတယောက်ပျော်နေခဲ့ပါတယ်။ဘလူးကတော့အဲ့ဒါသူ့ကိုမွေးစားထားတဲ့လင်နာလေးဆိုပြီးအဲရာဒိုကိုပြပါတယ်။နတ်ဒီရဲ့စီးလုံးညီညွတ်မှုကြောင့်တစ်ခုတ်သမားတွေအားလုံးလည်းပြစ်ချူအောင်ဖပြေးသွားကြရပါတယ်။ဒါမဲ့ဘေးပို့ကတော့မပြေးသေးပဲတစ်ပင်ဒီမှာဘုံတွေထောင်ထားကစတင်ဖောက်ခွဲပါတယ်ဘလူးကမေးဆွဲနေတဲ့ဘုံကိုတစ်ပင်ကနေပြုတ်ကမိုးပေါ်ကိုပြန်သွားပါတယ်ဘေးပို့တယောက်ကတော့မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုတဲ့ကန်တရားအတိုင်းပဲအမေဆုံးတောတဲ့ကစပန်အိုးမူကြီးနဲ့တွေ့သွားပါတော့တယ်ဘလူးရဲ့နောက်ကိုလည်းအစားတဲကရှိနေတဲ့နိုင်ကျဲကလိုက်ပါလာပြီးမနှဖုံးဝတ်ထားတဲ့နိုင်ကျဲကိုဘလူးကမမှန်မိတာကြောင့်လှုပ်ဖို့ပြောပေမဲ့နိုင်ကျဲကတော့မလှုပ်ပါဘူးဘလူးလည်းပြောမရတဲ့အစုံသူကိုယ်တိုင်ပဲဘုံကိုလှုပ်ခဲ့လိုက်ပြီးနိုင်ကျဲနဲ့ဖက်လိုက်တော့မှနိုင်ကျဲမှန်တီးသွားပြီးအချိန်မှာပဲဘုံကလည်းပောက်ကွဲသွားခဲ့ပါတယ်ဘလူးနဲ့နိုင်ကျဲလဲဘုံနဲ့ဝေးသွားတာမလို့မတေခဲ့ပေမဲ့နှစ်ယောက်သားຫນွယ်ကျိုးနဲ့ချင်းပြီးတုံမိဖြစ်နေပါတယ်။အဲ့နေရာကိုလည်းအစိဖားမှဘက်ကီကရောက်လာပြီးသူ့ရဲ့အစိတ်ကိုအချွန်မှာတုတ်ကဘလူးစီကိုပြစ်ထည့်လိုက်ပါတယ်။ပြစ်ချက်ဟာလွဲသွားပြီးနိုင်ကျဲကိုပဲတီးသွားခဲ့ကဘလူးကလည်းຫນွယ်ကျိုးကိုဖျက်နိုင်ခဲ့တာကြောင့်လွတ်သွားပါတယ်။အစိတ်နဲ့ပြစ်ခံလိုက်ရတဲ့နိုင်ကျဲကတော့သူ့ကိုယ်သူတေးပြီးလို့ထင်ကဒရမ်မာတွေစုတ်ခင်းနေပါတယ်။အဲ့ချိန်ဘလူးရဲ့သမီးလေးတီးရကအဖားကအစိတ်မရှိပါဘူး။စိတ်ရှိတဲ့ဖားနဲ့ဆင်းတူတာကြောင့်လူတွေကအစိတ်ရှိဖားလို့မှားတင်နေတာဆိုပြီးပြောလာပါတယ်။ဒီတော့မှနိုင်ကျဲလဲသူမတည်တော့ဘူးဆိုတာတီးသွားခဲ့ပြီးသူ့မှာပါအစိမ့်မှမရှိတာကိုတီးသွားတယ်ဘက်ကီကလည်းဝမ်းသာသွားခဲ့ပြီးနိုင်ကျဲကိုချက်ချင်းပဲသူ့ယောက်ျားလှုပ်ပေးလိုက်ပါတယ်အဲ့နောက်မှာတော့ပြဿနာတွေအားလုံးလည်းပြေလည်သွားခဲ့ပြီးဒူလီယိုနဲ့လီနာတို့ကအင်တာဗျူးလုပ်နေပြီးအခုရှိနေတဲ့အပြောင်းမကောဒီကိုသူတို့တေချာထင်းထင်းဆောက်ရှောက်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ဘလူးတို့ရဲ့ဘက်မှာလည်းပျော်ပွဲရှင်ပွဲလုပ်နေကြကအဲရာတို့ကလည်းဘလူးကိုသူ့တမန်ဖြစ်လက်ခံလိုက်ပါတယ်ဘလူးကလည်းအရန်နေတက်ကြွကသူ့နာမည်ပြောင်အသေးကပိုးတစ်တော်လေးဆိုပြီးပါဂျူဝဲကိုကြွားနေပေမဲ့ပင့်ကိုမြင်ရင်တော့ကြောက်နေတော့မှာဒါကြောင့်ပဲဂျူဝဲကနွေရသည်ဆိုရင်တော့ယူယိုကအိမ်ကိုသွားနေကြတာပေါ့ဆိုပြီးဘလူးကိုပြောတော့ဘလူးကလည်းမိမစကားကိုမြေဝဲမကြနားထောင်ခဲ့ရင်ဒီဇက်လန်လေးလည်းဒီညမှာပြီးဆုံးသွားပါတော့တယ်ခင်ဗျာမက်ဆီတို့အနေနဲ့လည်းမက်ဆီတို့ဘွားကြီးတားရခြင်းမိမစကားကိုနားထောင်ကြဖို့ဒီကနေကြံပေးလိုက်ရပါတယ်ခင်ဗျာ